မကြာမီအနာဂတ်ကာလတစ်ခုမှာသိပ္ပံပညာရှင်တွေကလူသားတွေအနေနဲ့သမိုင်းတစ်လျှောက်အကြီးမားဆုံးအကျပ်တဲကြီးနဲ့ရင်ဆိုင်ရတော့မယ်လို့သတိပေးလာကြပါတယ်။ကမ္ဘာအပူချိန်ဟာမကြုံစဖူးအဆင့်ထိမြင့်တက်လာတာကြောင့်ငါးတန်းပေါင်းများစွာသေဆုံးကြပြီးမျိုးစိတ်အများပြားပျက်စီးလာပါတယ်။အဲ့ဒီအပြင်အရေးပျော်လာတဲ့ဝင်ရိုးစွန်းရေခဲတွေတဲကဘက်တီးရီးယားတွေပါပြန်လည်ထွက်ပေါ်လာပါတယ်။နိုင်ငံတချို့မှာအစားအစာရှားပါးမှုတွေစတင်ဖြစ်ပေါ်နေပြီးလူတွေကလည်းအထီးကယုံတွေစတင်ဆင်နွှဲလာကြပါတယ်။ထိုင်းနိုင်ငံမှာတော့အစိုးရကပြည်ပကမ္ဘာနဲ့10နှစ်ကျော်ကြာအဆက်အသွယ်ပြတ်တောက်နေခဲ့တာကြောင့်နိုင်ငံအတွင်းမှာအရင်းမြစ်တွေလုံလောက်စွာရှိနေသေးတယ်လို့ပြည်သူတွေကိုအာမခံထားပါတယ်။အရင်ကထိုင်းလက်ဝှေ့သမားတစ်ယောက်ဖြစ်ခဲ့တဲ့စိန်ဟာအင်အားကြီးစိုက်ပျိုးရေးကုမ္ပဏီ Resource Corporation မှာပစ္စည်းပို့ဆောင်သူအဖြစ်အလုပ်လုပ်နေပါတယ်။နောက်ဆုံးပို့ဆောင်ရေးခရီးစဉ်အတွင်းစိန်ဟာသူ့ချစ်သူဝင်ကိုအမြဲတွေးနေပြီးသူ့လုပ်ဖော်ကိုင်ဖက်ခရင်ကိုဒီအလုပ်ပြီးရင်အလုပ်ထပ်မလုပ်တော့ဘူးလို့ပြောပါတယ်။သူတို့နှစ်ယောက်ဘန်ကောက်မြို့ကိုရောက်လာတဲ့အခါလမ်းကိုကားတစ်စီးနဲ့ပိတ်ထားတာတွေ့ရပါတယ်။စိန်ကသူတို့ကိုတိုက်ခိုက်ဖို့စောင့်နေတဲ့လူဆိုးအုပ်စုတစုကိုတတိထားမိပြီးအရင်ဆုံးစတင်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကလူတစ်ယောက်ရဲ့ခေါင်းကိုထရက်ကားပြတင်းပေါက်နဲ့ရိုက်ချလိုက်ပြီးနောက်လက်ဝှေ့ကွင်းထဲမှာလေ့ကျင့်ခဲ့တဲ့သူ့ရဲ့ကျွမ်းကျင်မှုတွေကိုအသုံးချကာလူဆိုးအုပ်စုတစ်ခုလုံးကိုတိုက်ခိုက်ပါတော့တယ်။တိုက်ခိုက်နေစဉ်သူ့ပါးကိုဓာတ်နဲ့ခုတ်ခံရပေမဲ့အဲ့ဒါကသူတို့စိန်ကိုထိခိုက်အောင်လုပ်နိုင်ခဲ့တဲ့တခုလေးသောအချိန်မှာပဲစိန်ဟာသူ့ရဲ့လက်ဝှေ့နဲ့တိုက်ခိုက်ရေးကျွမ်းကျင်မှုတွေကိုပြသပြီးလူဆိုးတွေကိုတယောက်ပြီးတယောက်အနိုင်ယူနေပါတယ်။ဒါပေမဲ့လူတစ်ယောက်ကတော့ထရက်ကားနောက်ဘက်ကိုရောက်သွားပြီးတစ်တာတစ်လုံးကိုဖွင့်ဖို့ကြိုးစားနေပါတယ်။ Crane ကချက်ချင်းဝင်ရောက်တိုက်ခိုက်ပြီးအဲ့ဒီလူကိုလှဲချလိုက်ကထရက်ကားကိုပြန်ပိတ်လိုက်ပါတယ်။မြို့ထဲမှာတော့အဆောက်အအုံအဟောင်းတွေနဲ့စွန့်ပစ်ထားတဲ့နေရာတွေအများကြီးရှိနေပြီးလူတွေကအံ့ဖွယ်ကယ်တင်မှုတစ်ခုရလာဖို့ဆုတောင်းနေကြပါတယ်။ရေရဖို့အတွက်လူတန်းရှည်ကြီးတွေဖြစ်နေပြီးရဲတွေကမကြိုက်တဲ့လူတွေကိုတိုက်ခိုက်နေကြပါတယ်။အထီးကယုံဖြစ်နေသူတွေကိုကူညီတဲ့သူတိုင်းကိုလည်းအစိုးရကပြစ်မှုကျူးလွန်သူအဖြစ်သတ်မှတ်ထားပါတယ်။စိတ်နဲ့ Crying တို့ကိုတောင်ကိုရောက်တဲ့အခါတစ်တာတစ်လုံးပွင့်နေတဲ့အတွက်သူတို့ရမဲ့လစာအပြည့်မရကြပါဘူး။ Crying ကအဲ့ဒီတစ်တာကိုအိမ်ယူသွားပြီးဂတိပေးထားတဲ့အတိုင်းသူ့စပီးဟောင်းကိုစိတ်ကိုပေးလိုက်ပါတယ်။နောက်တော့တစ်တာတဲကိုကြည့်လိုက်တဲ့အခါအထဲမှာငါးတွေအပြည့်ဖြစ်နေတာကိုတွေးလိုက်ရပါတယ်။ဒီလူတွေဟာနှစ်ပေါင်းများစွာငါးမစားရတာကြောင့်အဲ့ဒီငါးတွေဟာသူတို့အတွက်အလွန်တန်ဖိုးရှိပါတယ်။စိတ်ကလည်းငါးချိုးနဲ့အတူအိမ်ပြန်လာပါတယ်။ရင်ကဆရာဝန်ဖြစ်တာကြောင့်စိတ်ရဲ့တန်ရာကိုကုသပေးရင်းအနေရများတဲ့အလုပ်ကိုထပ်လုပ်လာတာကြောင့်စူပူပါတယ်စိတ်ကတောင်းပန်ပြီးဒီအလုပ်ကသူ့အတွက်နောက်ဆုံးအလုပ်ပဲလို့ကတိပေးပါတယ်ဒါပေမဲ့ရင်ကမယုံပါဘူးဘာကြောင့်လဲဆိုတော့စိတ်ကအမြဲတမ်းဒီလိုပဲပြောနေခဲ့လို့ပါအဲ့ဒီအချိန်မှာလမ်းပေါ်ကရဲတွေကဒီရက်ကွက်မှာလျှက်စစ်မီးဖြတ်တောက်တော့မယ်လို့ကြေညာပါတယ်ရင်ကအထူးလုပ်သမားတွေကိုကာကွယ်ပေးတဲ့ကားတစ်စီးနဲ့အလုပ်သွားပါတယ်တစ်ဖက်မှာတော့ Resource Corporation ရဲ့အကြီးတန်းအရာရှိ Puri ဟာအရေးကြီးတဲ့ယင်းနှိမ့်မြုပ်နှံသူတွေနဲ့အတူနေ့လည်စာစားနေပါတယ်အပြင်မှာလူတွေကအစားအစာရဖို့အတွက်အချင်းချင်းတက်နေကြပေမဲ့သူတို့ကတော့အကောင်းဆုံးငါးနဲ့ဝိုင်းတွေကိုစားတောက်နေကြပါတယ် Puri ကသူတို့ကုမ္ပဏီဟာကမ္ဘာအစားအစာချက်ချဖြစ်လာမယ်လို့ကတိပေးပြီးယင်းနှိမ့်မြုပ်နှံသူတွေရဲ့ပူးပေါင်းမှုကိုတောင်းဆိုပါတယ်ဒါပေမဲ့ငါးကိုစားပြီးမကြခင် Puri ဟာတွေးအံလာပြီးတက်ကလဲကျသွားပါတယ်ဆေးရုံမှာရင်ကခွဲစိတ်ကုသမှုစတင်ဖို့ပြင်ဆင်နေချိန်မှာဆေးရုံဒါရိုက်တာကအရေးကြီးတဲ့လူနာတစ်ယောက်ရှိတာကြောင့်သူ့ကိုတီးသက် area ထဲခေါ်သွားပါတယ်။အဲ့ဒီနေရာဟာဆေးရုံရဲ့ချမ်းသာတဲ့လူနာတွေထားတဲ့အထူး area ဖြစ်ပါတယ်။ရင်ဟာ Resource Corporation ရဲ့အကြီးအကဲ Vesu ကိုတွေ့ရပါတယ်။ Vesu ရဲ့ဇနီးဟာသတိလစ်မျောနေပြီးအလွန်နာမကျန်းဖြစ်နေပါတယ်။ Vesu ကလက်ဆက်တဲ့ငါးတွေယူလာပြီးအဲ့ဒီငါးကိုဇနီးဖြစ်သူကိုကျွေးရင်ပြန်လဲကောင်းမွန်လာနိုင်မလားလို့ဝင်းကိုမေးပါတယ်။ရင်ကငါးကိုအရင်စစ်ဆေးပြီးမှကျွေးတင်တယ်လို့ပြောပေမဲ့ဗဲဂျီကသူဟာတနိုင်ငံလုံးကိုအစားအစာထောက်ပံ့ပေးနေသူဖြစ်တယ်လို့ပြောပြီးသူ့သဘောအတိုင်းလုပ်ဖို့ဆုံးဖြတ်ပါတယ်။တစ်ချိန်တည်းမှာ Purich ကိုဆေးရုံကိုခေါ်လာပြီးဆရာဝန်တွေကသူ့ကိုဆေးပေးကငြိမ်သက်အောင်လုပ်ပါတယ်။ဒါပေမဲ့သူကသွေးဆက်အန်နေပြီးမကြာခင်အသက်ရှူကျပ်လာပါတယ်။ဆရာဝန်တွေကဖောက်လုပ်ဖို့အလျင်အမြန်ကြိုးစားကြပါတယ်။ Purich ရဲ့သွေးကြောတွေမဲလာပြီးသွေးတွေပတ်ဝန်းကျင်မှာပန်းထွက်လာပေမဲ့နောက်ဆုံးမှာသူသေဆုံးသွားပါတယ်။ဆေးဘက်ဆိုင်ရာအဖွဲ့သားအများစုထွက်သွားပြီးစက္ကန့်ငယ်ကြာမှာတော့ Purich ရဲ့မျက်လုံးတွေမဲမောင်လာပြီးပြန်တက်လာပါတယ်။သူကသူ့အနီးမှာရှိတဲ့တူနာပြုကိုရုတ်တရက်တိုက်ခိုက်လိုက်တဲ့အတွက်တူနာပြုကအော်ဟစ်လိုက်ပါတယ်။ Rain နဲ့ဆေးရုံဒါရိုက်တာတို့ပင်မဆေးရုံ area ကိုပြန်ရောက်တဲ့အခါဝန်ထမ်းတွေဟာထိတ်လန့်ပြီးပြေးလွှားနေကြတာကိုတွေ့ရပါတယ်။တွေးထွက်နေတဲ့ဆရာဝန်2ယောက်လည်းမြေပေါ်လဲကျသွားပါတယ်။အဲ့ဒီနောက်ဇာမီဖြစ်သွားတဲ့ Purich ပေါ်လာပြီးသူတို့ကိုထပ်မံတိုက်ခိုက်ပါတယ်။အိမ်မှာစင်ကရေဒီယိုကနေဆေးရုံမှာအရေးပေါ်အခြေအနေဖြစ်နေပြီး
လူတွေအဲ့ဒီနေရာအနီးမသွားကြဘူးကြီးညာနေတာကိုကြားပါတယ်သူကချက်ချင်းစပိန်စီးပြီးဆေးရုံကိုထွက်လာပါတယ်ဒါပေမဲ့သူ့အိမ်မှာရှိတဲ့ငါးတွေကတကောင်လှုပ်ရှားနေပြီဆိုတာကိုတော့မသိလိုက်ပါဘူးဆေးရုံအပြင်ဘက်မှာစိန်ကလူနာတွေရဲ့ဆွေမျိုးတွေကိုရဲတွေကတားဆီးထားတာတွေ့ရပါတယ်ရဲတွေကိုယ်တိုင်လည်းဘာဖြစ်နေလဲဆိုတာမသိကြပါဘူးရုတ်တရက်ဆရာဝန်တယောက်နဲ့လုံခြုံရေးအဆောင်တယောက်ရဲ့အလောင်းတွေပြတင်းပေါက်ကနေပြုတ်ကျလာပြီးမြေပြင်မှာသွေးတွေပြန့်နှံ့သွားပါတယ်ရဲအရာရှိတယောက်ကဆရာဝန်ကိုစစ်ဆေးဖို့သွားတဲ့အခါအဲ့ဒီဆရာဝန်ကဇာမီအဖြစ်ပြောင်းလဲပြီးသူ့ကိုတိုက်ခိုက်ပါတယ်ရဲအရာရှိကကိုက်ခံရပေမဲ့ဇာမီကိုခေါင်းကိုပစ်ပြီးတက်လိုက်ပါတယ်ပြုတ်ကျလာတဲ့လုံခြုံရေးအဆောင်လည်းဇာမီဖြစ်သွားပေမဲ့ရဲနှစ်ယောက်ကအမြန်ပစ်တက်လိုက်ပါတယ်ဒါပေမဲ့သူကတူနာပြုတ်တယောက်ကိုအရင်ကိုက်ထားပြီးဖြစ်တာကြောင့်အဲ့ဒီတူနာပြုတ်လည်းဇာမီဖြစ်သွားပါတယ်လမ်းပေါ်မှာပယံပတ်တာနဲ့ထိတ်လန့်မှုတွေပုံမပြင်းထန်လာပြီးလူတွေဆေးရုံထဲကနေထွက်ပြေးလာကြပါတယ်။ရဲတွေကတနက်ကိုလေထဲပစ်ပြီးမလိုက်နာတဲ့သူတိုင်းအရေးယူခံရမယ်လို့ကြေညာပါတယ်။အခြေအနေပိုဆိုးလာပြီးရဲတွေကကူးစက်ခံရသူဟုတ်မဟုတ်မခွဲခြားပဲအရက်သားတွေကိုပါပြစ်ခတ်တက်ဖြတ်လာပါတယ်။စိန်ကဒီအခြေအနေကိုအသုံးချပြီးဆေးရုံထဲခိုးဝင်သွားပါတယ်။အဲ့ဒီမှာလုံခြုံရေးအဆောင်တယောက်ကလူတွေကိုတားဆီးဖို့ကြိုးစားနေပါတယ်။ဇာမီတကောင်ပေါ်လာတဲ့အခါအဆောင်ကတုတ်တချောင်းနဲ့တိုက်ခိုက်ရပါတော့တယ်။တီးသက်ဧရိယာထဲမှာတော့ဇာမီတွေကနေရာတိုင်းကိုတိမ့်ပိုက်ထားပြီးပါပြီ။နေရန်တွေနဲ့ကျမ်းပြင်တွေပေါ်မှာသွေးတွေစွန်းနေပြီးနေရာတိုင်းမှာလူတွေတက်ဖြတ်ခံနေရပါတယ်။အခန်းတစ်ခန်းထဲမှာရန်ကဒဏ်ရာရနေတဲ့ဆေးရုံဒါရိုက်တာနဲ့အတူပုန်းနေပါတယ်။အတန်တွေတိတ်သွားတဲ့အခါရင်းကအပြင်ထွက်ဖို့စဉ်းစားပေမဲ့နောက်မှာတစုံတစ်ခုလှုပ်ရှားနေတာကိုခံစားမိပြီးရက်တန့်သွားပါတယ်။ဒါရိုက်တာပျောက်နေကြောင်းသိလိုက်ရတဲ့အခါရင်းကသူ့ကိုလိုက်ရှာပါတယ်။နောက်ဆုံးသူ့ကိုတေဆုံးနေတဲ့တူနာပြုတယောက်ရဲ့အလောင်းကိုစားနေတာတွေ့လိုက်ရပါတယ်။ဒါရိုက်တာကရင်းကိုတွေ့တာနဲ့တိုက်ခိုက်ဖို့ကြိုးစားပေမဲ့စင်တွေနဲ့တိုက်မိပြီးအဲ့ဒီနေရာမှာပိတ်မိသွားပါတယ်။ရင်းကအခန်းထဲကနေပြေးထွက်လာတဲ့အချိန်ရင်းထွက်ကံကနေစင်ရဲ့အတန်ကိုကြားလိုက်ရပါတယ်စင်ကသူ့ကိုခေါ်နေပါတယ်ရင်းကပြန်ပြေးဖို့ကြိုးစားတဲ့အချိန်မှာပဲလျှက်စစ်မီးပြတ်သွားပါတယ်ဆေးရုံရဲ့အထက်တိုင်းမှာလူတက်ပွဲတွေဆက်ဖြစ်နေပြီးဇမ်ဘီတွေကလည်းတစ်စက္ကန့်ပြီးတစ်စက္ကန့်ပိုများလာပါတယ်ဇမ်ဘီတကောင်စိန်ကိုတိုက်ခိုက်တဲ့အခါသူကလက်ဝှေ့ကျွမ်းကျင်မှုစားပွဲနဲ့ဖုံးကြိုးအထိအသုံးပြုပြီးခုခံပါတယ်လှုပ်ရှားမှုအနှဲငယ်နဲ့ဇမ်ဘီတွေကိုလှဲချပြီးတကောင်ကိုစပွဲခြေထောက်နဲ့ထိုးတက်လိုက်ပါတယ်နောက်တော့စိန်ကအခန်းထဲကနေထွက်ပြီးလမ်းကြားထဲမှာဇမ်ဘီတွေကိုလက်သီးခြေထောက်တွေနဲ့ဆက်တိုက်ခိုက်ပါတယ်သူ့နောက်ကတကားကိုပိတ်ထားပြီးဇမ်ဘီတွေလိုက်မလာနိုင်အောင်လုပ်ပါတယ်လှေကားစီပြေးသွားတဲ့အခါတနေရာကနေအကူအညီတောင်းတဲ့အတန်ကိုကြားလိုက်ရပါတယ်အနီးမှာဗတ်ဒီဆိုတဲ့ကောင်လေးကထွက်ပေါက်ရှာနေချိန်မှာကျိုးနဲ့ချီထားတဲ့ဇမ်ဘီတကောင်ကြောင့်လန့်သွားပါတယ်သူကကက်လန့်ကားတဲ့ပိတ်မိသွားပြီးဇမ်ဘီကအဲ့ဒီကနေတဆင့်သူ့ကိုလှမ်းဖမ်းပါတယ်ဘာဒီကအာကုံဆွဲပြီးနောက်ဆုံးလွတ်မြောက်လာပါတယ်ဒါပေမဲ့ဇမ်ဘီကကျိုးကိုဖျက်ထွက်ပြီးဘာဒီကိုလိုက်လာပါတယ်ဘာဒီကကတင်နောက်မှာပုံလိုက်ပေမဲ့ဇမ်ဘီကကတင်အောက်ကနေတွာလာပါတယ်သူ့ကိုကိုက်တော့မဲ့အချိန်မှာစိန်ကဇမ်ဘီကိုဆွဲထုတ်ပြီးတိုက်ခိုက်လိုက်ပါတယ်ဘာဒီကဇမ်ဘီတွေရဲ့အားနည်းချက်ဟာအုံနောက်ဖြစ်ကြောင်းစိန်ကိုပြောပြပါတယ်ဒါကြောင့်စိန်ကနောက်ထပ်လာတဲ့ဇမ်ဘီတွေကိုခေါင်းကိုဥတီပြီးရိုက်နှက်တက်ဖြစ်ပါတယ်ပလင်းတစ်လုံးကိုတောင်လက်နက်အဖြစ်အသုံးပြုပါတယ်ရုတ်တရက်ဇမ်ဘီတကောင်ကပါတီရဲ့ခြေထောက်ကိုကိုက်ဖို့ခုံအုပ်လိုက်တဲ့အခါစိန်ကသူ့ခေါင်းကိုခြေနဲ့နင်းပြီးတက်လိုက်ပါတယ်ပါတီကသူ့ကိုယ်သူဇမ်ဘီဖြစ်သွားတော့မယ်ထင်ပြီးထိတ်လန့်သွားပေမဲ့ဇမ်ဘီရဲ့သွားတွေဟာအတုတွေဖြစ်နေတာကိုတွေးလိုက်ရတဲ့အတွက်သူ့မှာအန္တရာယ်မရှိတော့ပါဘူးစိန်ထွက်သွားဖို့လုပ်တဲ့အခါဘာဒီကသူနဲ့အတူခေါ်သွားပေးဖို့တောင်းဆိုပါတယ်ဘာဒီရဲ့အမေကရင်းနဲ့အတူတတိယထပ်မှာအလုပ်လုပ်တာကြောင့်စိန်ကသူ့ကိုလမ်းပြအဖြစ်ခေါ်သွားဖို့သဘောတူလိုက်ပါတယ်တစ်ချိန်တည်းမှာဆေးရုံထဲကနေမိခင်ကိုရှာဖို့ငိုယိုပြီးထွက်လာတဲ့မိန်းကလေးတယောက်ကိုရဲတွေကပြန်ဝင်ဖို့ပြောပါတယ်ဒါပေမဲ့သူမကအခြေအနေကိုနားမလည်နိုင်တော့ပါဘူးလုံခြုံရေးအဆောင်ကပြေးထွက်လာပြီးသူမကကူးစက်ခံထားရတာမဟုတ်ကြောင်းရှင်းပြဖို့ကြိုးစားပေမဲ့ရဲတွေကသူ့ကိုချက်ချင်းပစ်တက်လိုက်ပါတယ်မိန်းကလေးကိုလည်းတက်လိုက်ပါတယ်စစ်တပ်ရုံးမှာခေါင်းဆောင်တွေကအခြေအနေကိုဆွေးနွေးပြီးယောဂမပြန့်ပွားခင်ဆေးရုံကိုဘုံခွဲဖျက်ဆီးတာကမြို့ကိုကယ်တင်နိုင်မဲ့တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်းသဘောတူကြပါတယ်မကြခင်စစ်သားတစုကဆေးရုံထဲခိုးဝင်ပြီးဘုံတွေတက်ဆင်ဖို့ပြင်ဆင်ကြပါတယ်။တီးတက်ဧရိယာထဲမှာမရင်းကလှုပ်ဝက်စွာသွာလာရင်းလုံခြုံရေးရုံးတကားကိုတောက်ခတ်ထားတာတွေ့ပါတယ်။တောတွေကလှုပ်ရှားနေတဲ့လုံခြုံရေးအဆောင်ရဲ့အလောင်းပေါ်မှာရှိနေပါတယ်။ရင်းကတော့ယူဖို့တတိထားပြီးလက်လန်းလိုက်တဲ့အခါအဆောင်ကဇမ်ဘီအဖြစ်ပြန်လို့လာပြီးသူမကိုတိုက်ခိုက်ပါတယ်။ရင်းကသူ့ကိုတွန်းထုတ်ရင်းတော့ကိုရယူနိုင်ခဲ့ပြီးလုံခြုံရေးရုံးထဲဝင်ကတကားကိုဗီဒီယိုတစ်လုံးနဲ့ပိတ်ထားလိုက်ပါတယ်။
နောက်တော့ခိုက်ထွက်ကင်မရာတွေကိုကြည့်တဲ့အခါဆေးရုံတစ်ခုလုံးမှာလုံခြုံတဲ့နေရာတစ်နေရာမှမရှိတော့တာကိုသိလိုက်ရပါတယ်။စိန်နဲ့ဘာဒီတို့ကအလုတ်ချိန်စရာပုဂ္ဂိုလ်တွေ့တဲ့အခါဝင်းနဲ့ဘာဒီရဲ့အမေဟာဒီနေ့ပစ္စမထက်မှာခွဲစိတ်မှုလုပ်ရမယ်ဆိုတာသိလိုက်ရပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်အဲ့ဒီကိုသွားကြပါတယ်။ဘီတက်ကလထိုင်ပေါ်ကဇမ်ဘီတစ်ကောင်ကသူတို့ကိုလိုက်ဖမ်းဖို့ကြိုးစားပေမဲ့သူ့ကိုယ်သူပဲပြုတ်ကျသွားပါတယ်။ဘာဒီကအဲ့ဒါကိုကြည့်ပြီးရေလိုက်တဲ့အတွက်အတန်ကြောင့်ဇမ်ဘီအုပ်စုငယ်တစ်ခုရောက်လာပါတယ်။စိန်ကဇမ်ဘီအချို့ကိုတိုက်ခိုက်ပြီးနောက်သူနဲ့ဘာဒီနှစ်ယောက်ထွက်ပြေးကြပါတယ်။လမ်းကြားကိုဆေးရုံတွန်းလဲနဲ့ပိတ်ပြီးအနီးဆုံးအခန်းထဲဝင်ကစာပွဲနဲ့တကားကိုပိတ်ထားကြပါတယ်။အဲ့ဒီအခန်းထဲမှာတော့ဆေးရုံတက်နေတဲ့ဖခင်ကိုပြုစုနေတဲ့လူငယ်တစ်ယောက်ရှိနေပါတယ်။သူတို့ဘယ်တော့မှမလွတ်မြောက်နိုင်တော့ဘူးလို့ထင်တဲ့အတွက်သူ့အဖေရဲ့ဆေးကိုတောက်ပြီးကိုအဆုံးစီရင်ဖို့ဆုံးဖြတ်ပါတယ်။သူကသူ့အဖေကိုချစ်တယ်လို့ပြောပြီးနောက်လဲကျသေဆုံးသွားပါတယ်။မကြာခင်ဇာမေတွေကတကားကိုဖျက်ပြီးအတွင်းထဲဝင်ဖို့ကြိုးစားလာပါတယ်။စိန်ကပြတင်းပေါက်ကိုချိုးဖောက်ပြီးဘတ်ဒီနဲ့အတူအချိန်မီထွက်ပြေးနိုင်ခဲ့ပါတယ်။ဇမ်ဘေအုပ်စုကအခန်းထဲဝင်ပြီးတေဆုံးနေတဲ့လူငယ်ကိုစားနေချိန်မှာစိန်နဲ့ဘတ်ဒီကအဆောက်အုံပြင်ဘက်ကစကက်ဖို့ပေါ်ကိုတက်ကြပါတယ်။သူတို့ပြတင်းပေါက်တစ်ခုချင်းစီကိုဖျက်သွားတိုင်းအခန်းထဲကဇမ်ဘီတွေကလှမ်းဖမ်းဖို့ကြိုးစားကြပါတယ်။ဘတ်ဒီရဲ့အိတ်ကစကက်ဖို့မှာညှိသွားတဲ့အတွက်ပြတင်းပေါက်ကဇမ်ဘီတစ်ကောင်ကသူ့ခြေထောက်ကိုလှမ်းဖမ်းနိုင်ခဲ့ပါတယ်။သူ့ကိုကိုက်တော့မဲ့အချိန်စိန်ကတန်တဲ့တစ်ချောင်းပစ်ပြီးဇမ်ဘီရဲ့မျက်လုံးကိုထိုးတက်လိုက်ပါတယ်။နောက်ဆုံးသူတို့နှစ်ယောက်အဆောက်အုံနဲ့ပြန်ဝင်ပြီးဇမ်ဘီတွေကိုအတန်မဆူအောင်တတိထားကလမ်းလျှောက်ကြပါတယ်။ကောင်တာနောက်မှာပုန်းနေတဲ့ဘာဒီရဲ့အမေမင်းကကိုတွေးလိုက်ရပါတယ်။ဘာဒီကဝမ်းသာပြီးသူ့အမေကိုဖတ်လိုက်ပါတယ်။မင်းကဘာဒီကိုရှူဆေးပေးပြီးရင်းဟာ10ထပ်မှရှိနေတယ်လို့စိန်ကိုပြောပါတယ်။ဘာဒီကသူ့အမေကိုလည်းသူတို့နဲ့အတူလိုက်လာစေချင်ပေမဲ့မင်းကဇာမီကိုက်ခံထားရပြီးဖြစ်ပါတယ်။ဒါကြောင့်သူမကဆင်းကိုသူ့သားကိုစောင့်ရှောက်ပေးဖို့တောင်းဆိုပါတယ်။ငိုယိုနေတဲ့ဘာဒီကသူ့အမေကိုမလွတ်ချင်တာကြောင့်စိန်ကသူ့ကိုအတင်းဆွဲခေါ်ထုတ်လာရပါတယ်။လမ်းကြားထဲရောက်တဲ့အခါဘာဒီကစိန်ရဲ့လက်ကိုကိုက်ပြီးလွတ်အောင်လုပ်ကသူ့အမေစီပြန်ပြေးသွားပါတယ်။ဒါပေမဲ့သူပြန်ရောက်တဲ့အခါမင်းကဇာမီဖြစ်နေပြီဖြစ်ပါတယ်။မင်းကပြတင်းပေါက်နောက်ကနေသူတို့ကိုအော်ဟစ်နေပါတယ်။ဒါပေမဲ့ကလေးငယ်တယောက်ငိုတန်ကြတဲ့အခါသူမအာယုံပြောင်းသွားပါတယ်။စိန်ကအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးပါဒီကိုချီကလမ်းတစ်လျှောက်ပြေးပါတယ်။လမ်းမှာလာတိုက်တဲ့ဇာမီတွေကိုခြေထောက်နဲ့ကန်ထုတ်ရင်းနောက်ဆုံးလှေကားစီရောက်လာပါတယ်။ဘာဒီကဆက်မသွားချင်တော့ဘူးလို့ငိုပါတယ်။စိန်ကမိန်ဟာသူ့သားအသက်ရှင်ဖို့ဆန္ဒရှိခဲ့တာကိုပြန်ပြောပြီးဘာဒီကိုဆက်လိုက်လာအောင်အားပေးပါတယ်။တစ်ဖက်မှာရင်ကဗန်ရှူဟာသူ့ဇနီးရဲ့အခန်းထဲမှာဘေးကင်းနေသေးတာကိုတွေ့ပါတယ်။သူမကအဲ့ဒီကိုချက်ချင်းပြေးသွားပြီးဗန်ရှူကိုတကားဖွင့်ပေးဖို့တောင်းဆိုပါတယ်။ဇမ်ဘီတွေတကားနာမရောက်ခင်ဗန်ရှူကတကားဖွင့်ပေးပြီးရင်ကိုအတွင်းထဲဝင်ခွင့်ပြုလိုက်ပါတယ်။ရင်ထိတ်လန့်ပြီးစိတ်ပြက်နေချိန်ဗန်ရှူကစိတ်အေးအေးထားဖို့ပြောပါတယ်။သူ့လူတွေမကြခင်လာခဲ့မယ်လို့လည်းပြောပါတယ်။တစ်ချိန်တည်းမှာစစ်တပ်ခေါင်းဆောင်တွေဟာဗန်ရှူနဲ့သူ့ဇနီးကိုကယ်တင်ဖို့အမိန့်ရရှိပါတယ်။စစ်သားတချို့ကဘုံပေါက်ဖို့မိနစ်30ပဲကျန်တော့တာကြောင့်ကန့်ကွက်ကြပေမဲ့အမိန့်အတိုင်းသွားရပါတယ်။ရဟတ်ယာဉ်ကဆေးရုံအမိုးပေါ်ဆင်းသက်လာပြီးအဲ့ဒီမီးတွေကိုစိန်နဲ့ဘာဒီကလှေကားပေါ်ကနေမြင်လိုက်ကြပါတယ်။မကြာခင်ဗဲယူကသူ့ဇနီးအတွက်သွေးပေးနေတဲ့သွေးအိတ်ကုန်တော့မယ်ဆိုတာသတိထားမိပါတယ်။ရင်းကိုသွေးသွားယူပေးဖို့ပြောပြီးကယ်ဆယ်ရေးအဖွဲ့ရောက်လာရင်သူမကိုပါကယ်မယ်လို့ကတိပေးပါတယ်။ရင်ကအပြင်ထွက်ပြီးဇမ်ဘီတွေကိုတတိထားကတိတ်တဆိတ်လှည့်လဲပါတယ်။အခွင့်ရေးရတဲ့အခါအခန်းတစ်ခန်းနဲ့ပြေးဝင်လိုက်ပေမဲ့တကားပိတ်တန်ကြောင့်ဇမ်ဘီတွေအာယုံစိုက်လာကြပါတယ်။စိတ်နဲ့ဘာဒီတို့10ထက်ကိုရောက်တဲ့အခါတကားကိုတန်တန်နဲ့အတင်းဖွင့်ရပါတယ်။သူတို့လမ်းလျှောက်လာရင်းစိန်ကရင်ရဲ့လက်ဆွဲကိုကျမ်းပြင်ပေါ်မှာတွေးလိုက်တာကြောင့်ရင်တေပြီလို့ထင်လိုက်ပါတယ်။ဒါပေမဲ့ခဏအကြာမှရင်ပြေးလာပြီးအခန်းတစ်ခန်းနဲ့ပုံဝင်သွားတာကိုတွေးလိုက်ရပါတယ်။ဇမ်ဘီတွေရင်စီလာနေတာမြင်တဲ့အခါစိန်ကဆေးရုံတွန်းလဲကိုတွန်းပစ်ပြီးဇမ်ဘီတွေသူ့ပေါ်ကနေခုန်ကျော်သွားအောင်လုပ်ပါတယ်။စိန်ကတန်တန်နဲ့ဇမ်ဘီတွေကိုတိုက်ခိုက်နေချိန်မှာတစ်ဖက်ကစစ်သားတွေကဇမ်ဘီအုပ်စုကိုတနက်နဲ့ပစ်ခတ်နေကြပါတယ်။မကြာခင်စစ်သားတွေဟာဗဲရှီရဲ့အခန်းကိုရောက်လာပြီးဗဲရှီနဲ့သူ့ဇနီးကိုရင်းမပါပဲခေါ်ထုတ်သွားကြပါတယ်။စိန်ဆက်တိုက်ခိုက်နေချိန်မှာတရင်ပေါက်တစ်ဖက်မှာရင်းကိုတွေးလိုက်ပါတယ်။ဒါပေမဲ့ဇမ်ဘီတကောင်ကရင်းစီလာနေတာကြောင့်သူမကထပ်ပြေးရပါတယ်။ဘာဒီကတကားဖွင့်ဖို့ကြိုးစားပေမဲ့တကားကကတ်နေပါတယ်။စိန်ကမိသက်စေဘူးကိုပြစ်ပြီးတကားကိုဖျက်လိုက်ပါတယ်။ဇမ်ဘီကရင်ကိုရောက်တော့မဲ့အချိန်ဘာဒီကမိသက်စေဘူးကိုဖွင့်လိုက်ပြီးရင်ကိုပုံဖို့အချိန်ရစေပါတယ်။ရင်ကတိတ်တိတ်နေရင်ဘန်းတစ်ခုပေါ်ခြေတက်မိပြီးအတန်ထွက်သွားပါတယ်။ဇာမီကသူ့မစီပြေးလာတဲ့အခါစိန်ကမိသက်စေဘူးနဲ့သူ့ကောင်းကိုအချိန်ချင်းရိုက်ပြီးတက်လိုက်ပါတယ်
နောက်ဆုံးစိန်နဲ့ရင်ပြန်လဲတွေ့ဆုံပြီးတယောက်ကိုတယောက်ဖတ်ထားကြပါတယ်လမ်းကြားမှာဇမ်ဘီအုပ်စုကကယ်ဆယ်ရေးအဖွဲ့ကိုဝိုင်းထားပေမဲ့စစ်သားတွေကတနက်တွေနဲ့အလွယ်တကူရှင်းလင်းနိုင်ပါတယ်ဒါပေမဲ့စစ်တပ်ဆရာဝန်ကဇမ်ဘီကိုက်ခံလိုက်ရပြီးသူဇမ်ဘီမဖြစ်ခင်စစ်သားတွေကပြစ်တက်လိုက်ရပါတယ်ဗေဂျူကသူ့ဇနီးကိုခရီးတစ်လျှောက်ကူတာပေးမဲ့ဆရာဝန်မရှိဘဲမထွက်ခွာချင်တာကြောင့်ရင်းကိုခေါ်လာဖို့စစ်သားတွေကိုတောင်းဆိုပါတယ်။ဗတ်ဒီနဲ့စိန်ရင်းတို့အခန်းထဲကထွက်လာတဲ့အခါစစ်သားတွေကစိန်ရဲ့ပခုံးကိုပစ်လိုက်ပါတယ်။ရင်းကစိန်ကိုကူညီဖို့အသေးအတန်ကြိုးစားပေမဲ့စစ်သားတွေကသူမကိုအတင်းဆွဲခေါ်သွားပါတယ်။ဇမ်ဘီတွေထပ်ပေါ်လာပြီးဒီတစ်ချိန်မှာတော့ဗေဂျူကိုယ်တိုင်သူ့ဇနီးကိုကာကွယ်ဖို့တနက်ကင်ပြီးပစ်ခတ်ပါတယ်။ဗတ်ဒီကစိန်ကိုငိုယိုပြီးခေါ်နေပါတယ်စိန်ကနောက်ဆုံးပြန်ထနိုင်ပြီးအခန်းထဲကပစ္စည်းမှန်သမျှကိုလက်နက်အဖြစ်အသုံးပြုပြီးတိုက်ခိုက်ပါတယ်ဇမ်ဘီတွေလဲကျသွားတဲ့အခါကယ်ဆယ်ရေးအဖွဲ့ကသူ့ကိုထပ်ပစ်ဖို့ကြိုးစားတဲ့အတွက်စိန်ကစစ်သားတစ်ယောက်ကိုဖမ်းပြီးသူ့ကိုလူသားကာကွယ်ဖြစ်အသုံးပြုပါတယ်စိန်ကတုတ်ကောက်တစ်ချောင်းနဲ့စစ်သားတစ်ယောက်ကိုတိုက်ခိုက်ပြီးသူ့ရဲ့အုပ်ထုပ်နဲ့လဲပေးညှစ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့စစ်သားကကြိုးကိုဖျက်ပြီးလွတ်မြောက်သွားပါတယ်နှစ်ယောက်သားလက်ချင်းဆိုင်တိုက်ခိုက်ကြပြီးပခုံးတန်ရာကြောင့်စိန်ကအနှဲငယ်အားနေနေပါတယ်။စစ်သားကစိန်ကိုအနိုင်ရပြီးအကြိမ်ကြိမ်ထိုးကနောက်ဆုံးလေပင်ညှစ်ထားပါတယ်။စိန်အသက်ရှူမရတော့မဲ့အချိန်ဇမ်ဘီတစ်ကောင်ထပ်ပေါ်လာပြီးစစ်သားကအဲ့ဒီဇမ်ဘီကိုပြန်တိုက်ရပါတယ်။စိန်ကအဲ့ဒီအချိန်ကိုအသုံးချပြီးအားပြန်ယူပါတယ်။ဒီတစ်ချိန်မှာနှစ်ယောက်သားတိုက်ပွဲကပိုမိုမြတ်တက်လာပါတယ်။အကြိမ်ကြိမ်ထိုးကျိတ်ပြီးနောက်နှစ်ယောက်လုံးတစ်ချိန်ထဲမှာလဲကျသွားကြပါတယ်ဇမ်ဘီတကောင်ကစစ်သားပေါ်ခုံအုပ်ပြီးစားနေချိန်စင်ကတော့ရင်းကိုအိမ်မက်မက်နေပါတယ်အိမ်မက်ထဲမှာရင်းကစင်ကိုအခန်းထဲဆွဲခေါ်သွားပြီးဘာဒီရဲ့အကူအညီနဲ့သူ့တန်ရာတွေကိုကုသပေးပါတယ်နောက်ဆုံးစိန်နိုးလာပြီးရင်းကိုစိတ်ပူအောင်လုပ်မိတဲ့အတွက်တောင်းပန်ပါတယ်ရင်းကလည်းစိတ်မရှိရင်သူမဘာလုပ်ရမလဲမသိဘူးလို့ပြန်ပြောပါတယ်စင်ကသူ့လက်ဆွဲထဲကလက်စွပ်ကိုဖြုတ်ပြီးရင်းရဲ့လက်ချောင်းမှာဝစ်ပေးပါတယ်ဒီအဖြစ်ပြက်ပြီးသွားရင်သူတို့နှစ်ယောက်မွေးရမြေကိုပြန်သွားကြမယ်လို့စင်ကပြောပါတယ်ဘုံပေါက်ဖို့15မိနစ်ပဲကျန်တော့တဲ့အချိန်မှာအရင်ကစိန်နဲ့တိုက်ခဲ့တဲ့စစ်သားကဇမ်ဘီဖြစ်လာပြီးသူတို့စီလာနေပါတယ်ဘတ်ဒီကသူ့အတန်ကိုကြားပြီးအချိန်မီစိန်နဲ့ရင်းကိုတတိပေးလိုက်ပါတယ်စိန်ကဓာတုပစ္စည်းပါတဲ့ပလင်းတွေကိုဇာမီစီဖြစ်ပြီးနောက်မီရှူတိုင်တစ်ခုနဲ့မီရှို့လိုက်ပါတယ်အဖွဲ့ကမီးဖြန်းစနစ်တွေမဖွင့်ခင်အဲ့ဒီနေရာကနေထွက်ခွာနိုင်ခဲ့တာကြောင့်တေဆုံးနေတဲ့ဇမ်ဘီတွေပြန်နိုးလာတာကိုမတွေ့လိုက်ကြပါဘူး။ရေကဗိုင်းရပ်စ်ထဲကငါးနဲ့ဆိုင်တဲ့အစိတ်ပိုင်းကိုပြန်လည်တက်ကြွစေလိုက်တာကြောင့်ဇမ်ဘီတွေဟာငါးနဲ့တူတဲ့အလွန်ကြောက်စရာကောင်းတဲ့တတဝါတွေဖြစ်ပြောင်းလဲသွားပါတယ်။ဗတ်ဒီစိန်နဲ့ရင်းတို့နောက်ထပ်လမ်းကြားတစ်ခုကိုရောက်တဲ့အခါဗေရှီကသူ့ဇနီးကိုစိုက်ကြည့်နေပါတယ်။သူ့ဇနီးကဇမ်ဘီကိုက်ခံထားရပြီဖြစ်ပါတယ်။ဒါပေမဲ့ဗေဂျီကသူ့ဇနီးကိုနောက်ဆုံးမှပြန်လှုပ်ရှားလာတာကိုဝမ်းသာနေတာကြောင့်ထွက်မသွားကျင်တော့ပါဘူး။သူမအနာသွားပြီးချစ်တယ်လို့ပြောလိုက်တဲ့အချိန်မှာသူ့ဇနီးကချက်ချင်းဗေဂျီကိုကိုက်လိုက်ပါတယ်။စင်ရိုက်နဲ့ဘာဒီတို့ထွက်ပြေးနေချိန်မှာဇာဘီအုပ်စုကအိယာကိုဝိုင်းပြီးဗေဂျီကိုစားတောက်လိုက်ကြပါတယ်။နောက်ဆုံး3ယောက်သားကားလန်းဆင်းရနေရာကိုရောက်တဲ့အခါဇာဘီအုပ်စုကြီးတစ်ခုထပ်တွေ့ရပါတယ်။စင်ကရိုင်းနဲ့ဘတ်ဒီကိုပြေးသွားဖို့ပြောပြီးသူကိုယ်တိုင်နောက်မှကြံကဇမ်ဘီတွေကိုတိုက်ခိုက်ဖို့ဆုံးဖြတ်ပါတယ်။ဗိုင်းရပ်စ်ပြောင်းလဲမှုကြောင့်ဇမ်ဘီတွေဟာပိုမိုအားကောင်းလာတာကြောင့်ဒီတစ်ချိန်စိမ့်အတွက်အနိုင်ယူဖို့မလွယ်တော့ပါဘူး။ဘတ်ဒီနဲ့ရီနိုကအမိုးပေါ်ကိုရောက်သွားကြပြီးစစ်သားတစ်ယောက်ကသူတို့ကိုတနက်နဲ့ချိန်ထားပါတယ်။ဒါပေမဲ့သူတို့မှာကူးစက်မှုမရှိကြောင်းတေချာပြီးနောက်တနက်ကိုချလိုက်ပါတယ်။ရင်းကဗက်ဂျူနဲ့ကယ်ဆယ်ရေးအဖွဲ့တည်ဆုံသွားပြီလို့ရှင်းပြပြီးစင်ကိုစောင့်ကျင်တယ်လို့တောင်းဆိုပါတယ်စစ်သားကသူတို့ကိုစိန်အတွက်9မိနစ်စောင့်ခွင့်ပြုပါတယ်ကားရဲ့နားရနေရာမှာစင်ကကားတစ်စီးထဲပိတ်မိနေပြီးကတင်းပေါက်ကနေလှမ်းဖမ်းဖို့ကြိုးစားနေတဲ့ဇမ်ဘီတွေကိုခြေနဲ့ကန်နေပါတယ်ဇမ်ဘီတကောင်ကစစ်သားတစ်ယောက်ဖြစ်နေပြီးတိုက်ခိုက်နေစဉ်သူ့ရဲ့လက်ပစ်ဗုံးတစ်လုံးကားထဲကျသွားကကားပေါက်ကွဲသွားပါတယ်ကံကောင်းစွာနဲ့စင်ကပောက်ကွဲမှုကနေအသက်ရှင်ကျန်ခဲ့ပါတယ်။ဒါပေမဲ့သူ့နောက်မှာဇမ်ဘီရာပေါင်းများစွာလိုက်လာနေတာကိုတွေ့လိုက်ရပါတယ်။အမိုးပေါ်မှာတော့စစ်သားကရန်နဲ့ဘတ်ဒီကိုသူတို့မလိုချင်ပေမဲ့ရဟတ်ရင်နဲ့အတင်းဝင်ခိုင်းပါတယ်။အဲ့ဒီအချိန်မှာစင်ကဇာမေအုပ်စုကြီးနဲ့အတူအမိုးပေါ်ကိုရောက်လာပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ရဟတ်ရင်ကထွက်ခွာပြီးသားဖြစ်နေပါတယ်။ရင်းနဲ့စင်တို့တယောက်ကိုတယောက်မျက်ရည်တွေနဲ့နောက်ဆုံးတစ်ကြိမ်ကြည့်ကြပြီးချစ်ချင်းမေတ္တာအပြည့်နဲ့နှုတ်ဆက်ကြပါတယ်။ဇမ်ဘီတွေကတကားကိုဖျက်ဆီးလိုက်တဲ့အချိန်စင်ကနောက်ဆုံးအချိန်ထိဆက်လက်တိုက်ခိုက်နေပါတယ်။နောက်ဆုံးမှာဘုံတွေပောက်ကွဲပြီးဆေးရုံတစ်ခုလုံးပျက်စီးသွားပါတယ်။အချိန်နဲ့ငယ်ကြပြီးနောက်ရင်းဟာဘာဒီနဲ့အတူသူမတို့ရဲ့မွေးရမြေကိုပြန်ရောက်နေပါတယ်။ဒါပေမဲ့နောက်ဆုံးခန်းမှာတော့စိတ်မတည်သေးကြောင်းဖော်ပြလိုက်ပါတယ်။
စိန်ဟာတိုးလောင်ကန်တစ်ခုထဲမှာပုံအောင်ပြီးအသက်ရှင်ကျန်ခဲ့တာဖြစ်ပါတယ်။ကန်ထဲကနေထွက်လာတဲ့အခါဇာမီတကောင်ကိုတက်ပြီးအပြင်ကိုထွက်လာပါတယ်။ဒီလိုနဲ့ဇလန်းကအဆုံးသတ်သွားပါတယ်။ဒီလိုဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ subscribe လုပ်ပြီး notification ကိုဖွင့်ထားပေးပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။